အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကနိုင်ငံတကာဘောလုံးသတင်းဆောင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Manchester United အသင်းရဲ့ယာယီနီးပြအဖြစ်ရာသီကုန်အထိခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ကွင်းလင်ကစားသမားဟောင်း Michael Carrick ကအသင်းကိုစတင်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပါတယ်။ Man U အသင်းက Carrick ကိုယာယီနီးပြအဖြစ်ခန့်အပ်ခဲ့ပြီးဘောလုံးဒါရိုက်တာ Jason Wickock က Michael ကထူးချွန်တဲ့နီးပြတစ်ယောက်ပါ Man U အသင်းအတွက်နိုင်ပွဲတွေရယူပေးနိုင်မှသိကြပါတယ်။ကျွန်တော်တို့အသင်းကိုဆက်လက်တည်ဆောက်သွားပြီးပုံမှန်အတိုင်းရှေ့ဆက်နိုင်အောင်လှုံ့ဆော်သွားမှာပါဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ Carrick ကတော့ကစားသမားတွေကိုသူတို့ရဲ့အဆင့်တန်းရောက်ရှိအောင်ကူညီပေးနိုင်ဖို့ကျွန်တော်အောင်စိုက်ထားပါတယ်ကျွန်တော်တို့တိုက်ပွဲဝင်ဖို့ရာသီရှေ့ကျနေပါသေးတယ်အားလုံးအတူတကွပူးပေါင်းလှုပ်ဆောင်သွားဖို့အသင့်ဖြစ်နေပြီးတော့အသင်းကိုတစ္ဆာရှိစွာအားပေးနေကြတဲ့ပရိသတ်တွေနဲ့ထိုက်တန်တဲ့ဆွမ်းဆောင်ရည်မျိုးပြသနိုင်အောင်ကြိုးစားသွားမှာပါဆိုပြီးတော့ပြောကြားခဲ့ပါတယ်Carrick ကမန်ယူအသင်းမှာစုဖလားအောင်ပွဲများစွာရယူနိုင်ခဲ့တဲ့ကွင်းလင်ကစားသမားဟောင်းတဦးဖြစ်ပြီးတော့2021ခုနှစ်မှာယာယီနီးပြအဖြစ်3ပွဲတာဝန်ယူခဲ့ပါတယ်မန်ယူအသင်းကနီးပြအာမိုရင်ကိုယာဒူးကထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာနီးပြသိခန့်အမှုကိုလာမယ့်နွေရာသီမှာပြုလုပ်ဖို့စီစဉ်ထားပြီးတော့ကာရစ်ကိုယာယီနီးပြအဖြစ်ရာသီကုန်အထိတာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။မန်ယူအသင်းရဲ့ယာယီနီးပြအဖြစ်ကာရစ်စတင်ရင်ဆိုင်ရမှာကမန်ချက်စတာဒါဘီပွဲဖြစ်ပြီးတော့နောက်ပွဲစဉ်ကအာဆင်နယ်နဲ့ပွဲဖြစ်ကြောင်းသိရှိရပါတယ်။မိုက်ကယ်ကာရစ်ကသူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးကွင်းဆင်းမှုမှာတင်ပရိသတ်တွေရင်ခုန်သွားစေမယ့်မြင်ကွင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။အဲ့ဒါကတော့ကမ္ဘာ့ဆင့်ကွင်းလယ်လူကက်စမီရိုကိုအနီးကပ်တဦးချင်းတင်ကြားပြသပေးနေတဲ့ iconic ဆန်တဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်။ကာရစ်ရဲ့တည်ငြိမ်တဲ့ဘောလုံးအုံနှောင်းနဲ့ကက်စမီရိုရဲ့အတွေ့အကြုံရည်ချက်မှုတွေပေါင်းဆက်သွားရင်မန်ယူရဲ့ကွင်းလယ်ကအရင်ကထက်အများကြီးပိုမိုတောင်တင်းလာမှာအသေးချာဖြစ်ပါတယ်။ဒုတိယတိုင်းကလပ်အေဗာစီးတီးအသင်းကိုရှုံးနေခဲ့ပြီးတော့စပိန်ပြည်ဖလားပြိုင်ပွဲကထွက်ခဲ့ရတာအတွက်ရီယဲနီပြတဲ့အာဗီလိုအာကသူ့မှာတာဝန်ရှိဆုံးဆိုပြီးပြောကြားခဲ့ပါတယ်။ရီယဲမက်ဒရစ်အသင်းကစပိန်ပြည်ဖလားပြိုင်ပွဲမှာဒုတိယတိုင်းကလပ်အေဗာစီးတီးအသင်းကို2-3နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။အာဗီလိုအာကအခုရှုံးပွဲအတွက်တာဝန်ရှိဆုံးလူကကျွန်တော်ကရှုံးနေမှုကိုမကြောက်ပါဘူး။ကြာရှုံးမှုဆိုတာကအောင်မြင်မှုစီသွားမယ်ခီးလန်းရဲ့အစိပ်ပိုင်းတစ်ခုပါ။ဆိုပြီးပြောကြားခဲ့ပါတယ်။အာဘီလိုအာကအေဗာစီးတီးအသင်းနဲ့ပွဲစဉ်မှာရီယဲမက်ဒရစ်နီးပြအဖြစ်ပထမဆုံးတာဝန်ယူခဲ့ပြီးတော့အခုလိုမျိုးရှက်တကွဲရှုံးနေခဲ့တာဖြစ်ပါတယ်။အေဗာစီးတီးအသင်းနဲ့ပွဲစဉ်မှာရီယဲအသင်းနီးပြအာဘီလိုအာကပါပေဘယ်လင်ကန်ရိုဒရီဂိုကိုသမာကော်တိုဝါတို့ကိုအနားပေးခဲ့ပါတယ်။လိုင်လီအသင်းရဲ့နီးပြယန်နေစီယိုက2025ခုနှစ်ရဲ့အကောင်းဆုံးပြင်သစ်နီးပြအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။အခုရွေးချယ်မှုကိုနာမည်ကျော်ပြင်သစ်မဂ္ဂဇင်း France Football ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ဆန္ဒမဲရလက်အရာယန်နေစီယိုကအမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ပါတယ်။ယန်နေစီယိုက53မှတ်ရရှိခဲ့တာဖြစ်ပြီးတော့ဆန်ဒါလန်အသင်းနီးပြလီဗရစ်က36မှတ်နဲ့ဒုတိယအများဆုံးရရှိခဲ့ပါတယ်။ပြင်သစ်လူကြီးစိန်အသင်းနီးပြဒေရှွမ်ကတော့9မှတ်သာရရှိခဲ့တာကြောင့်အဆင့်900မှာသာရပ်တည်နိုင်ခဲ့ပါတယ်။ယန်နေစီယိုက2024နွေရာသီမှလိုင်လီအသင်းကိုစတင်ကင်တွယ်ခဲ့သူဖြစ်ပြီးတော့2024-25ရာသီပြင်သစ်လိမှာအဆင့်9နေရာရရှိခဲ့ပြီးချန်ပီယံလိမှာ16သင်းအဆင့်ရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။လီဗာပူးအသင်းကအိမ်ကွင်းအန်ဖီမှာဘတ်စလီအသင်းကို4-2ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတော့ FA ဖလားစတုတ်တာဆင်ကိုတက်ရောက်သွားခဲ့ပါတယ်။ဂိုးရလဒ်ကိုကြည့်မယ်ဆိုရင်တော့လွယ်ကူတဲ့ပွဲတစ်ပွဲလို့ထင်ရပေမဲ့တကယ်တမ်းကွင်းအတွင်းမှာတော့လီဗာပူးတို့ထင်မှတ်မထားတဲ့ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။အခုနိုင်ပွဲကြောင့်လီဗာပူးအသင်းကပြိုင်ပွဲဆုံး17ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့သလို2011-12ရာသီနောက်ပိုင်းမှာ FA ဖလားတတိယအဆင့်ပွဲစဉ်15ပွဲမှာ14ပွဲအထိနောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့မှတ်တမ်းကောင်းကိုလည်းပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။မန်စီးတီးအသင်းကခရစ္စတယ်ပဲလေအသင်းကအင်္ဂလန်နောက်ခံလူဂူဟီကိုခေါ်ယူဖို့အတွက်အချိန်တိုးမြင့်ကြိုးပမ်းနေပါတယ်။ဂိုဟီ25နှစ်ကပြီးခဲ့တဲ့နွေရာသီတုန်းကလီဗာပူးအသင်းကိုရောက်ရှိဖို့အလွန်နီးစပ်တဲ့အခြေအနေရောက်ရှိခဲ့သူဖြစ်ပြီးတော့ပဲလေအသင်းကနေပြီးတော့အစားထိုးဖို့ကစားသမားအချိန်မီခေါ်ယူနိုင်ခြင်းမရှိခဲ့တာကြောင့်အပြောင်းရွှေ့ပြတ်ခဲ့တာဖြစ်ပါတယ်။ဂိုဟီကလာမယ့်နွေရာသီမှာပဲလေအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက်ကြောင့်လီဗာပူးအသင်းကအဲ့ဒီချိန်ရောက်မှပြောင်းရွှေ့ခြင်းအလွတ်နဲ့ခေါ်ယူဖို့စီစဉ်ထားကြောင်းသိရှိရပါတယ်။ဒါပေမဲ့ဂိုဟီကိုရေမထွေအသင်းနဲ့ဘိုင်ယန်မြူနစ်အသင်းတို့ကလည်းလာမယ့်နွေရာသီမှာလီဗာပူးအသင်းနဲ့အပြိုင်ကလန်ဖို့စီစဉ်နေကြပြီးတော့မန်စီးတီးအသင်းကတော့လက်ရှိဇန်နဝါရီဈေးကွက်မှာပဲပြောင်းရွှေ့ကြေးပေးပြီးတော့ခေါ်ယူဖို့ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ခရစ္စတယ်ပဲလေအသင်းကလည်းပြောင်းရွှေ့ကြေးရရှိချိန်မှာရောင်းထုတ်ဖို့ဆန္ဒရှိနေပြီးတော့ပေါင်တန်း40ဝန်းကျင်ရရှိဖို့လိုလားနေပါတယ်။မန်စီးတီးအသင်းကဂိုဟီကိုအရင်ချင်းကပ်နေခြင်းဖြစ်ပြီးတော့ဂိုဟီကောင်းကြီးမှပဲလေအသင်းနဲ့ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့စီစဉ်ထားကြောင်းသိရှိရပါတယ်။ခရစ္စတီယာနိုရိုနယ်ဒိုကစားသမားဘွားကအနားယူပြီးရင်ပေါ်တူဂီနိုင်ငံရဲ့ဈေးကြီးဆုံးစိန်ခံအင်ကြီးမှာနေထိုင်သွားမှာပါရိုနယ်ဒိုရဲ့ယူရို69တန်တန်အိတ်စိန်ခံအင်ကြီးမှာရေကူးက2ခုနဲ့ကိုပိုင်စပါတစ်နှစ်ကွင်းအကစားခန်းမှာရုပ်ရှင်ရုံကားစီး20ဆန်းနဲ့ကိုရောင် LV တစိမ့်ပါတဲ့နေရန်ပကြီးရွှေစစ်နဲ့လှုပ်ထားတဲ့ရေပိုက်ခေါင်းတွေပါဝင်တာလည်းဖြစ်ပါတယ်
နိုင်ငံတကာဘောလုံးကစားသတင်းစုံတွေကိုကြားနေတဲ့ဆိုရင်တော့ subscribe like and comment တွေပြုလုပ်ပေးကြပါအခုလိုနောက်ထပ်ဘောလုံးအားကစားသတင်းစုံတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်